မင်္ဂလာပါရှင်ဗုဒ္ဓတရားတော်တွေတင်ဆက်ပေးနေတဲ့တန်တရားခီးတဲ့ channel မှာဗုဒ္ဓရာဇဝင်အပိုင်းလေးကိုတင်ဆက်ပေးသွားပါမယ်ရှင်မဟာတက္ကရာ68ခုနှစ်တာယာအေးချမ်းတဲ့ကစုံလာပြည့်နေ့ရဲ့ထူးခြားစံပြတဲ့အောင်ပွဲတစ်ခုအပြီးမှာတော့ကပိလဝတ်ဘီတစ်ခုလုံးဟာမကြုံစဘူးထူခဲ့တဲ့ပျော်ရွှင်မှုတွေနဲ့ဖုံးလွှမ်းသွားခဲ့ပါတယ်တိတ်တထမင်းသားလေးကိုဖွားမြင်ပြီးနောက်မှာတော့တုတ်တော်ဒနမင်းကြီးဟာမိမိရဲ့ရင်သွေးရတနာလေးကိုနက်ပြည်ကဆင်းသက်လာတဲ့နတ်သားလေးတစ်ပါးလိုပဲအလွန်အမင်းမြတ်နိုးတန်ဖိုးထားနေခဲ့တာပေါ့အဲ့ဒီအချိန်မှာပဲဟီမဝင်တာတော့ကနေဇန်အဖေညင်နဲ့ကြွလန်းလာတဲ့အတိတအမိရတဲ့ကာလဒေဗီလရသေးကြီးဟာနန်းတော်တွေကိုရောက်ရှိလာခဲ့ပါတယ်ရသေးကြီးဟာမင်းသားလေးကိုမြင်လိုက်ရတဲ့ခဏမှာပဲသူဟာတာမန်ကလေးမဟုတ်ဖေတလုံးကလုံးကိုအမောင်ထူတဲ့ကနေကဲတင်မဲ့ဖျားစင်စစ်အေကန်ဖိလီမေဆိုတာကိုသိမြင်သွားခဲ့ပါတယ်။ရသေးကြီးဟာဝမ်းတာလုံးလို့ပြုံးရဲလိုက်ပေမဲ့မိမိဟာဖျားချစ်ခြင်းရသည့်အသက်မရှိနိုင်တော့တာကိုသိလိုက်ရတဲ့အခါမှာတော့နှညောတသက်အစွာနဲ့မျက်ရည်ကျခဲ့ပြန်ပါတယ်။ဒီမြင်ကွင်းကိုမြင်ရတဲ့မင်းကြီးဟာလည်းစိုးရင်တကြီးနဲ့မေးမြန်းခဲ့ရတာပေါ့။မင်းသားလေးဖွားမြင်ပြီး9ရက်မြောက်နေ့မှာတော့ကပိလဝတ်နန်းတော်ကြီးဟာအနုပညာလက်ရာတွေပဲနံသားတွေနဲ့ဝေဝေဆာဆာရှိနေခဲ့ပါတယ်။မင်းကြီးဟာနိုင်ငံတော်ဝန်ကဘေးရင်ကျန်းကန်တက်မြောက်လာတဲ့ပွန်နာတော်ပေါင်း108ယောက်ကိုဖိတ်ကြားပြီးမင်းသားလေးရဲ့အနာဂတ်အတွက်နမိတ်ဖတ်ခိုင်းခဲ့ပါတယ်။ပွန်နာတော်ဒီတဲက9ယောက်ကတော့လက်ညှိုးနှချောင်းထောင်ပြီးဒီမင်းသားလေးဟာအင်ယာတီထောင်ရင်စัจ java တေမင်းဖြစ်မယ်။တောထွက်သွားရင်တော့ဖျားဖြစ်မယ်လို့နှစ်ခွာဟောကြားနေကြပါတယ်။ဒါပေမဲ့ပွန်နာတော်တွေထဲမှာအငယ်ဆုံးဖြစ်တဲ့ကွန်တင်ညလို့အမည်ရတဲ့ပုံနာလေးကတော့မင်းသားလေးရဲ့လက္ခဏာတော်တွေကိုတေချာကြည့်ပြီးလက်ညှိုးတစ်ချောင်းတည်းကိုရဲရဲဝံ့ဝံ့ထောင်ကဒီမင်းသားလေးဟာစัจ java တင်မင်းလုံးဝမလွတ်ပါဘူးဧကန်မှုချတောထွက်ပြီးဖျားစင်စစ်ဖြစ်ပါလိမ့်မယ်လို့အပြစ်အသက်ဟောကိန်းထုတ်ခဲ့ပါတယ်အဲ့ဒီနေ့မှာပဲမင်းသားလေးကိုအလိုရှိအပ်တဲ့အကျိုးစီးပွားအားလုံးကိုပြည့်ပြည့်စုံစီသူလို့အသေးပေးရတဲ့စိတ်တထဆိုတဲ့အမည်ကိုပေးခဲ့ကြပါတယ်ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကတော့မင်းသားလေးကိုဖွားမြင်ပြီး9ရက်မြောက်နေ့မှာပဲမိခင်ဖြစ်သူမဟာမာယာဒေဝီဟာနတ်ရွာဆန်ကွယ်လွန်သွားခဲ့ပါတယ်မိခင်မရှိတော့တဲ့မင်းသားလေးကိုတော့မိထွေးတော်ဖြစ်တဲ့မဟာပဇာပရိဂေါရမီကမိမိရဲ့ရင်သွေးလေးလိုပဲကျင်နာယူရစွာနဲ့ဖြူစုပြိုးထောင်ပေးခဲ့တာပေါ့မင်းသားလေးဟာလည်းအချိန်နဲ့အမျှတနေ့ထက်တနေ့ပိုမိုခံကြပြီးထက်မြက်လာခဲ့ပါရဲ့တနေ့မှာတော့ကပိလဝတ်ပြည်ရဲ့လဲထွန်းမင်္ဂလာပွဲတော်နေ့မှာမင်းကြီးနဲ့တိုင်းသူပြည်သားနဲ့ပျော်ပျော်ပပဇဲထွန်းနေကြောချိန်မှာမင်းသားလေးကိုတော့ဇပုဇပြေပင်ကြီးရဲ့အရေးအောက်မှာတိတ်ထားခဲ့ပါတယ်မင်းသားလေးဟာကလေးငယ်တယောက်ထက်ပေမဲ့လေတဘာဝရဲ့ငြိမ်သက်မှုကိုခံစားရင်အလိုအလျောက်တင်ပလင်ခွေးကအသက်ရှူမှုကိုမှတ်သားတဲ့အာနာပါနကမ္မထံကိုစီးဖြန်းနေခဲ့ပါတယ်အန်ဩစရာကောင်းတာကတော့နေမင်းကြီးကရွေလျားကွာပေမယ့်ဇပုတပြေပင်ရဲ့အရေးကတော့မင်းသားလေးကိုကာကွယ်ဖို့အတွက်မရွေမလျပဲတည်ရှိနေခဲ့ပါတယ်။ဒီအံဖွဲမြင်ကွင်းကိုမြင်လိုက်ရတဲ့တုတ်တော်ဒနမင်းကြီးဟာလေမင်းသားလေးရဲ့ထူးခဲ့တဲ့ဖုံးတကိုးကိုယမ်ကြည်သွားပြီးသားတော်လေးကိုဒုတိယအကြိမ်မြောက်ဦးချပူဇော်ခဲ့ရပါတော့တယ်။ဒါဟာစိတ်တထမင်းသားလေးရဲ့ငယ်စဉ်ဘဝကထူးခြားစံပြတဲ့အတိတ်နမိတွေပဲဖြစ်ပါတော့တယ်။ဆက်လက်ပြီးဂေါတမမြတ်စွာဘုရားဖွားမြင်လာပုံကိုဗုဒ္ဓရာဇဝင်အပိုင်း9မှာစောင့်ကြည့်အားပေးဖို့ channel လေးကို subscribe လုပ်ပေးချပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်